အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ဆိုပြီးအလုပ်ကိစ္စလေးတစ်ခုနဲ့မီတင်လေးတစ်ခုသွားစရာရှိလို့ပေါ့နော်ဆိုပြီးဒါအပြင်လေးသွားဖို့အတွက်ပြင်ဆင်နေရလေးဖြစ်ပါတယ်ရှင်ဆိုပြီးအနေနဲ့ကတော့ make up ကိုကျွန်းကျွန်းကျင်ကျင်လေးတက်တဲ့ထဲမှာမပါပါဘူးရှင်ဒါကတော့ဆိုပြီးပေါ့နော်ထသွားထလာပေါ့နော်ဆိုပြီးလိမ့်တက်တလူလေးအစစ်ပစ်သူလေးဆိုပြီးလိမ့်နေရပါရှင်ပုံမှန်ဆိုလို့ရှိရင်တော့ဆိုပြီးဒီကြော်ညာရိုက်ပေါ့နော်ကြော်ညာရိုက်ဆိုပြီးအနုပညာလုပ်တဲ့နဲ့ပတ်သက်ပြီးတော့ပေါ့နော်ဗာရိုက်ကူးရေးပဲရှိရှိmake up artist နဲ့ပဲပြင်ပါတယ်အပြင်သွားတယ်ကိုယ့်ကိုပေါ့ပါလေးသွားတာမျိုးလေးရှိရဆိုလို့ရှိရင်တော့လေပေါ့ပါလေးပေါ့နော်ကိုပြင်နိုင်တဲ့လောက်လေးတော့ပြင်သွားလေးရှိပါတယ်ဒါပေမဲ့ဆိုပြီးကျွမ်းကျင်ကျင်လေးတက်တဲ့သူမဟုတ်တဲ့အတွက်ကြောင့်မို့လို့ဆိုပြီးဒီ blog လေးကိုလည်းအပျော်လေးပဲရိုက်ထားတာဖြစ်ပါတယ်ကဲပြင်ဆင်လုပ်ပြီးပါပြီရှင်အခုကတော့ဆိုပြီးကြော်ညာရိုက်ကူးရေးလေးတစ်ခုအတွက်ပေါ့နော်ဒီကြော်ညာလုပ်ငန်းရှင်တွေရယ်ပြီးတော့ director ရယ်ပေါ့နော်ဆိုပြီးတော့ဘယ်လိုမျိုးလေးတွေရိုက်ကူးကြမလဲဆိုတာလေးကိုဒါ meeting လုပ်ဖို့အတွက်ဆိုပြီးအခုသွားနေရဖြစ်ပါတယ်ရှင်ရိုက်ကူးရေးလေးအတွက်ပေါ့နော်လိုအပ်တာလေးတွေကိုဆိုပြီးတော့အသေးစိတ်ဆွေးနွေးပါတယ်ဘယ်လိုမျိုးလေးရိုက်မယ်ဘယ်လိုပုံစံမျိုးလေးတွေပေါ့နော်ဆိုပြီးတော့ဒါဆိုပြီးတော့အကုန်လုံးပေါ့နော်တိုင်တိုင်မဲမဲလေးနဲ့ဆွေးနွေးနေကြတာပါစကားလေးပြောရင် coffee လေးတောင်းရင်လည်းပေါ့နော်ပြင်မလဲမိုးကလည်းအသေးသေးရွာနေပါတယ်လောကိစ္စလေးဆွေးနွေးပြီးသွားပြီဆိုတော့မတရားတစ်ပုံလေးရိုက်ပြီးတော့အားလုံးပြင်ကြပါတယ်